အားလုံးကလာဆုံးဒီက block free hand ကိုကျွန်တော်ပြောပြအောင်ဖြစ်ပါတယ် Google ဝင်လိုက်ပါခဏဆောက်လိုက်ပါဟုတ်ကျွန်တော်မှုရလို့ပေါ့ဒီစာလုံးမျိုးရရှာလိုက်ပါတော်ပဲကျွန်တော်ရှင်းပြတာဒါပဲကျွန်တော်လောက်တဲ့ဒါအပေါ်ကခုနကစရိုက်နေလိုက်ရတယ်ပေါ့နေလိုက်ပါခဏလေးဆောက်ပြီးလို့ရင်ဒါလေးကိုနေလိုက်ပါဒါလေးတတိလိုက်အဲ့တော့ကတော့ကျွန်တော်မကြောက်တော့ဒါလို့ဆိုရလေးနေလိုက်ပါပြီးရင်ပြန်ဆွဲလိုက်ပါကျွန်တော်ဘေးဆွဲလောက်ထားလို့ပါပြန်ထပ်ပြီးပြန်ထွက်လိုက်ပါပြီးရင်တကယ်အဖြောင်လေးဖြစ်သွားပါလိမ့်မယ်ခုနဆောင်မှဒီဒီရလေးကိုနှိမ့်လိုက်ပါဒေါ်လို့အော်လို့ဒီဒါလေးကိုနှိမ့်လိုက် open ရပါပါပြန်ထွက်လိုက်ပါမယ်ဟိုဒါလေးပဲဆွနှိမ့်လိုက်ပါပဲခါနော်ခဏလေးဆောပါဟုတ်ပါပြီမတတိရဟုတ်တယ်ဒါလေးနှိမ့်လိုက်ပါပြီးကြည့်နေဆိုလို့ရင်ဒါလေးကိုနှိမ့်လိုက်ပါနော်တလောက်ကပြဖြစ်လိုက်ပါမယ်တော်လို့နှိမ့်တယ်ပါဒီလာဗီဒီယိုတတမ713တတမ AVK အနောက်ကတည်လာတော့ကျွန်တော်ပြောတယ်ပါအဲ့ဒါလေးနှိမ့်လိုက်ပါခဏလေးစောက်လိုက်ပါ install လေးနှိမ့်လိုက်ပါခဏလေးစောက်လိုက်ပါ cancel လို့မရတော့ပါဘူး okay open ဒါကျွန်တော် bro အကောက်ကျွန်တော်ပြန်ဖွင့်နေကျွန်တော်မနေ့ဖြတ်ကျွန်တော်တည်ပေးပါမယ် bro တွေဝင်လေးပါခဏလေးဆောက်လိုက်ပါဒီရပါကျွန်တော်စရိုက်ပြောင်းဖြစ်လိုက်ဟာလေးအဲ့တော့ပြောင်းလုံးလိုက်ပါနှိမ့်လိုက်ပါပြီးလို့ရှိရင်အပြင်ထောက်ရလဲကျွန်တော်မှာဒီရိုးလာလေးပြန်ဝင်လိုက်ပါရာဝအဲ့ဒီဖြစ်မလားမသိစာမအောင်ခံစေတယ် okay ခဏ okay ဆယ်စတဲ့အမအဲ့အပေါ်မှာ4ယောက်တည်းဟာလေးအပြောင်းဖြစ်လုံးလိုက်ပါပြီးရကျွန်တော်ခဏလေးဆောက်လိုက်ပါခဏလေးဆောက်လိုက်ပါဆိုတာကျွန်တော်အကောက်ဟောပြန်ဖွင့်တာကိုပြောတာကဆောက်တယ်လို့အကောက်တိတ်တောင်အကောက်ဟောပြန်အကောက်ဟောကျွန်တော်ပြန်ဖွင့်မြင်မနေ့ပြန်ဒီရှာပေါက်ကျွန်တော်တင်ပေးမယ်ပြီးဘလော့ဖရီဝင်လိုက်ပါခဏလေးဆောက်ไอ้นี่อ๋อเล่นะขออีกไปย้อนเล่นะเฮ้ยซ่าขนาดนี้ซ่าเก๋จะเก๋เนี่ยဝင်သွားကျွန်တော်ပြန်လာเก๋เนี่ยရောက်လာတော့เก๋เนี่ยရောက်လို့ရခဏဆောက်လိုက်ပါဒီပြီးထပ်နေတယ်ဒီလိုဖြစ်သွားပါလိမ့်မယ်မလုပ်သေးဘူးဆိုဒါလေးကိုနှိမ့်လိုက်ပါအဲ့ဆိုဒီလိုဖြစ်သွားလို့ကျွန်တော်ထားစီခြင်းတဲ့နေရာလေးကတော့ဒီနေရာလေးကိုထားစီနေပါတယ်အဲ့ကျွန်တော်ဟိုအစမ်းလုပ်ပြမှာokay လေဦးနဲ့ပဲဒီမှာရကြမှာရပါဒါလေးကိုတခါသုံးခါလုံးနေလေပါကျွန်တော်နှိမ့်ပြတော့ပါလုပ်ပြီးတော့ပါသုံးခါလုံးနေကျွန်တော်ဒီဖုန်းထဲမှာရှင်းပြပါမယ်လို့လဲဆိုတော့သုံးခါလုံးနေဘူးပါရင်ဒီမှာစာကြောင်း၃ကြောင်းပေါ်လာလိမ့်မယ်ဟုတ်စာကြောင်း၃ကြောင်းပေါ်လာလိမ့်ကိုကြည့်တယ်အဲ့ဒီချိန်မှာအမ50စက္ကန့်ရဲ့ဟာလေးရှိပါတယ်အဲ့ဒါလေးနဲ့ပြီးရှင်အဲ့ဒီကြော်ရတဲ့ဟာပြန်ခါအဲ့ဒါလေးထပ်လေးကြော်ရလို့ရှိရင်ဖက်အဲ့ဒါလေးထပ်လေးပြီးလို့ရှိရင်ဟိုကလည်းဟိုပြောဆိုခစ်တဲ့ဆက်ရုပ်စံနဲ့ပုံလို့ပြီးတော့ပြေသွားလို့ရှိရင်အော်အကုန်ဆွဲချရတယ်ကွာလို့ရှိရင်မစာကြောင်း၄ကြောင်းရှိပါစာကြောင်းတော့မဟုတ်ပါဒီမှာပြောဆိုရင်ဒီနားပါဗျာဒီမျိုးမြားပုံစံပါတဲ့ဟာဟောအဲ့ဒါလေးတွေကိုဝင်ထွက်တစ်ခုဒီမှာ၄ခုရှိပါတယ်အဲ့အောက်ထဲမှာကျတော့400 HP ဆိုတဲ့ဟာစာလုံးပြပါတယ်အဲ့ဒီပေါ်အဲ့တစ်ခုဝင်ပြန်ထွက်အောက်ကဟာဝင်ပြန်ထွက်အောက်ကဟာဝင်ပြန်ထွက်အောက်ကဟာဝင်ပြန်ထွက်ပြီးလို့ရှိရင်ကျွန်တော်ပြောချင်တာဒီ၄ခုပြောတာပါ400 ပြီးလို့ရှိရင်ဒီဓာလေးကိုနှိမ့်လိုက်ပါခဏဆောက်လိုက်ပါကျွန်တော်ပြောဒီလိုမျိုးစာပါဒီခုနကကျွန်တော်ပြောတဲ့ဟာဒီအောက်မှာပေါ့ဟုတ်မ
ပြီးလို့ရှိရင်အဲ့တော့နေဒီမျိုးဖြစ်လို့ရှိရင်ပြန်ထွက်အဲ့ဒါလေးကိုထားနေကဲဟာဆိုရင်တော့ကဒီ copy ဆိုတဲ့ဟာပြန်အဲ့ဒါလေးပေါ့ဒါလေးဒီ copy ဆိုတဲ့ဟာကို3ခါနှိပ်လိုက်ပါ copy ဆိုတဲ့ဟာကို3ခါနှိပ်လိုက်ပါ copy ဆိုတဲ့ဟာလေးကိုတစ်ခါနှစ်ခါ3ခါနှိပ်လိုက်ပါပြီး Roblox ရဘယ်လိုဆွဲပြုံးဒီနေ့ဝင်ပါရဟုတ်တယ်ဒီနေ့ငါပြခဏနေဒီနေ့လေးနှိပ်ပါကျွန်တော်ဘောဒီမှာဒီနေရာလေးမှာမပေါ်ပါဘူးဒါပေမဲ့အဲ့ဒါလေးကိုမပေါ်လို့ပါဒီဟာလေးကိုအကြာကြီးဖိလိုက်ပါဟာအဲ့ဒါအကြာကြီးဖိလိုက်ပါဒီလွတ်ကြည့်လိုက်ပါပြီးဒီ PASTE ကိုနှိပ်လိုက်ပါပြီးကျွန်တော်ဘေးစဲမလို့ပါအဲ့လောက်တဲ့ဟာလေးပြန်ထွက်ဟောဒီလောက်တဲ့ဟာလေးထွက်လိုက်ပါပြီးဒီဟာလေးကိုနှိပ်လိုက်ပါရလာပါပြီပြီးလို့ရင်ဒီအိမ်ပုံစံလေးကိုနှိပ်ပါပြီးလို့ရှိရင်ခဏလေးစောက်ဗျာ Google တဲ့ကျွန်တော်ပြန်ဝင်ပါမယ် Okay ပြီလား Google တဲ့ပြန်Google ဝင်ပါရင်RED စာရိုးရရှာလိုက်ပါဒီတော့ဒီမျိုးလောက်ပါတယ်ခင်းရပြန်မလို့ပါခင်းရပြန်ထုတ်လို့ရှိရင်အရင်ကြာပါတယ်ခင်းပြန်ဝင်မယ်လို့ရှိရင်ပြီးလို့ရှိရင်ဒါလေးကိုနှိပ်လိုက်ပါဒီအပေါ်ဆုံးလေးပြီးလို့ရှိရင်အောက်ဆွဲလိုက်ပါဟောအောက်ဆွဲလိုက်ပါအောက်ဆွဲနေရတို့ဒီနေရာလေးကိုကြောက်လာပါလိမ့်မယ်ဒီဟာလေးကိုနှိပ်လိုက်ပါ copy to ဟုတ်တယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လို့လည်းရပါတယ်ပြီးရင်ဒါလေးကိုနှိပ်လိုက်ပါအဲ့ဒါလေးပြီးလို့ရှိရင်ဒီ title ဆိုတဲ့ဟာမှာဗျာတို့ရေးလိုက်လို့ရတယ်ရေးလိုက်လို့ရတယ်ပေါ့ဒါကျွန်တော်ကလောက်ပါနော် ID ဆက်လို့ပဲကျွန်တော် room မှတ်လိုက်ပါအပေါ်ကောင်းပြီးဒါမှာခုနကတော့ကျွန်တော်လုပ်လို့ကျွန်တော်ပြီးလို့ရှိရင်အချိုင်ပြီးလို့ရှိရင်ဒါလေးနှိပ်လိုက်ပါအတော့ပြလေးမှာကျွန်တော်တင်ပြပါမယ်အဲ့လိုမျိုးနေပြီးလို့ရှိရင်ဒါလေးကပြန်မထပ်ပါနဲ့ဒါလေးကိုနှိပ်လိုက်ပါဒီ ESECUT ဒါအောင်လုံးဝတော့မနေပါအဲ့ဒါပြတ်သွားပါလိမ့်မယ်အဲ့ဒါခဏလေးဒီရမထားတာပဲကောင်းပါနဲ့ကျစီကျွန်တော်ထားနေပြရွှေ့နေတာအဲ့ဒါလေးနှိပ်လိုက်ပါဘရိုအဲ့ဒါနှိပ်လို့ခဏကြာလို့ရှိရင်ဘရိုကောင်လေးဝပြန်ကြည့်ပြန်ဝင်နေတယ်အကြိုက်ခဏလေးဆောက်လိုက်ဆွဲလိုက်နောက်တစ်ခါထမ်းကြည့်လိုက်ပါဒီကလေးညာပြီညာတိအဲ့တော့စရိတ်နေလိုက်ပါဒီမှာပဲRET Z2 နားလေးဆောက်လိုက် RET Z2 နေလိုက်ပဲမရောက်လားမရောက်ဘူးဘာဖြစ်တာလဲမရအဲ့နေပြီးအဲ့နေလို့ရှိရင်RET Z ဆိုတဲ့ application ကိုထုတ်လာပါလိမ့်မယ်RET Z ဆိုတဲ့ application ကိုထုတ်လာပါလိမ့်မယ်RET Z ဆိုတဲ့ application ထုတ်လာပါလိမ့်မယ်ဒီမှာပဲတို့ auto fan တွေလည်းရှိတယ်အများကြီးရှိပါတယ်နေလည်းရှိတယ်။ဖိုင်နေလည်းရှိပါတယ်။အဲ့ဒါလေးနေလည်းပါကျွန်တော်အခုတင်မဲ့ဗီဒီယိုဒီလောက်ပါပဲ။အားလုံးတက်တာအဝါအရင်ချစ်ပါတယ်။